အပြေးနဲ့ပတ်သက်ရင်ဘယ် level မှာမဆိုတိကိုတည်တဲ့ running concept တခုကိုကျွန်တော်ပြောပြပေးပါမယ်ဟင်းတစ်ခွက်ချက်တဲ့အချိန်ဒီဟင်းရဲ့အရသာပေါ့လားငံလားဆိုတာကိုကျွန်တော်တို့သိချင်းနည်းနည်းမြည်ကြည့်တယ်မြည်ကြည့်ပြီးသူလိုတဲ့အပေါ့အငံကိုကျွန်တော်တို့ကလိုက်ပြီးတော့ထည့်ပေးတယ်ဟင်းတစ်ခွက်ကကြက်ခံဒီအချိန်မှာမကောင်းလို့ဆိုပြီးတော့နောက်တစ်ခေါက်ပြန်ချက်တယ်နှစ်ခါချက်တဲ့ဟင်းကဘလို့မှစားကောင်းနိုင်စရာအကြောင်းမရှိတော့ဘူးအပြေးသမားတွေပြိုင်ပွဲဝင်ရတဲ့အချိန်မှာ competition phase လို့ခေါ်တယ်ဒီပြိုင်ပွဲဝင်ငန်းဒီနှစ်ပတ်သုံးပတ်အလိုကာလာပေါ့ဒါမျိုးအချိန်မှာလူကဘာလိုနေလဲလိုတဲ့ဟာလောက်ကိုပဲလိုက်ဖြည့်ပြီးရပြီမီတာ2000 3ကောက်ပြေးတင်လားဒီလူကဒါမှမဟုတ်ရင်1000ကို10ကောက် speed နဲ့ပြေးရမလားဒါမျိုးလိုရာလေးတွေကိုပဲလိုက်ဖြည့်ရမှာပြိုင်ပွဲနီးမှကီလို20ပြန်ပြေးနေရတို့ကီလိုအစိတ်ထွက်နေရတို့ဒါမျိုးတွေလုံးလို့မရဘူးဒီတော့ကျွန်တော်ပြောချင်တာပြေးတဲ့သဘောတရားလည်းဟင်းချက်တာနဲ့တူတယ်ပြိုင်ပွဲဝင်ကန်ဒီအချိန်မှာအများကြီးပြန်ပြီးတော့တစ်ကနေပြန်ချက်เสียမလို့တော့ဘူးဒီသဘောကိုအားလုံးနားလည်မှာဟင်းနှစ်ခါချက်မဖြစ်ဘဲနဲ့ပြိုင်ပွဲမှာအဆင်ပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်